Korea grocery ပေါ့နော်ဟိုမှာရှိတယ် Niagara Boulevard Niagara Falls မှာလမ်းမှာရှိတယ်ပေါ့နော်ကျွန်တော်အမပစ္စည်းမျိုးစုံပဲပေါ့နော်ဒီမှာ sauce ရှိတယ်ဒီမှာလဲ Korea product ပေါ့နော်ခုနကတော့ကျွန်တော် Japan product သွားတယ်အခုက Korea productဒီကောင်က chili paste ရှိတယ်ဒီမှာစုံရှိတယ်ဒီကောင်မဆော့စေကျွန်တော်ထင်တယ်ဒီကောင်ကဆော့ရဖြစ်နေဒီကောင်ကာစီဝီဒါတို့ဒီမှာKorea product ဒီကောင်ကဟောပါနော်မရှိအစုံအပစ္စည်းတွေဟာပေါ့နော် dumpling ရှိတယ် dumpling မျိုးစုံရှိတယ်နောက်တစ်ခုကဒီ red bean bread ရှိတယ်ဆောင်ပါနော်ဒီမှာတော့သူတို့ကိုရီးယားကထုတ်တဲ့ပစ္စည်းတွေအိမ်သုံးပစ္စည်းတွေမိဖို့ကြောင့်သုံးပစ္စည်းတွေဖြစ်ပါတယ်လို့မိဖို့ကြောင့်သုံးပစ္စည်းတွေဒီမှာဆိုရင်ပေါ့နော်ကြည့်နေဘာဘီကျူကင်းနဲ့ဟာရှိရပါတော့ဘာဘီကျူကင်းနဲ့ဟာရှိတယ်ဒီမှာဘာဘီကျူကင်းမှာပေါ့နော်ရမိုက်တယ်ဒီကိုဈေးနှုန်းတော့ကျွန်တော်မတွေ့ဘူးနော်ဈေးနှုန်းတွေမကတ်ထားဘူးဒါမှဈေးနှုန်းက50 49.99ပေါ့နော်ဒီမှာကျက်တာ49.99အချို့ပေါ့နော်ဒါအိမ်သုံးပစ္စည်းအချို့ဖြစ်တယ်ဒီမှာရင်းနှီးautomatic unit ခရအောင်ဒီမှာတော့ဆန်ကိုရီးယားထုတ်ဆန်ဖြစ်တယ်ကိုရီးယားဆန်တော့ကျွန်တော်ကြည့်စီးမယ်ထင်တယ်ပေါ့နော်ဒီမှာမျိုးစုံတော့မိုးကြောက်ပန်းကြောက်တွေပေါ့နော်ဒီဘက်ဆောင်မှာမိုးကြောက်ပန်းကြောက်တွေရှိတယ်စုံမဲဒီမှာပဲမျိုးမျိုးရှိတယ် red bean chili paste စုံရှိတယ်ဘာခောက်ဆွဲရှိတယ်ခောက်ဆွဲစုံရှိတယ်ပစ္စည်းမျိုးစုံနော်ခောက်ဆွဲရှိတယ်ပစ္စည်း product What's the shop name? You know the name, your shop name is Woody Mark ဖြစ်တယ်တော့နော်ဒီကောင်Woody Mark ဒါ Korea grocery store ဖြစ်တယ်လို့ဒီကောင်က850 Niagara Falls Boulevard မှာရှိတာဖြစ်တယ်လို့ကျွန်တော်ဒီမှာလာဝယ်လို့ရတယ်ပစ္စည်းဖက်နက်တွေလည်းရှိတယ်ဒါပစ္စည်းမျိုးစုံပေါ့နော်ကျွန်တော်အသေးစိတ်ကိုတော့ကျွန်တော်ဒီမှာတော့ပဲမျိုးရှိတယ်အများကြီးပဲမခောက်ဆွဲကြမယ်ဆိုတာကိုရီးယားထုတ်ခောက်ဆွဲကြမယ်ခောက်ဆွဲကြတယ်လေဒီမှာနန်းစီရှိတယ်ဒီမှာနော်ဒီမှာဒီ sauce soy sauce ရှိတယ် soy sauce မျိုးစုံရှိတယ် economy Geico man soy sauce ကြည့်ရအောင်
ကိုရီးယားနဲ့ဂျပန်ကတော့ဒီသူတို့ quality ကတိတ်မကွာလောက်ဘူးပေါ့နော်သူတို့အရင် quality ကောင်းတဲ့1 2ပေါ့နော် first second မှာရှိပေါ့နော်ကိုရီးယားနဲ့ဂျပန်သူတို့ထုတ်တဲ့ product တွေကကောင်းတယ်တန်လည်းတန်ရှင်းတယ်ပေါ့နော် quality ဈေးလည်းမှန်တယ် quality လည်းကောင်းတယ်ပေါ့နော်အဲ့တော့ဒီကောင်က850နိုင်က football ဘက်မှာရှိတယ်ကျွန်တော်လာရင်ဒီမှာလာဝယ်လို့ရဆိုကြည့်ရအောင်နော်ဒါ Wuri Mark ဖြစ်ပါတယ်လို့ပေါ့နော်ဒီမှာကြည့်ရအောင် Wuri Mark 850နိုင်က football ဘက်မှာရှိတယ်